ဖေ။နောက်ထပ်မေကွန်တစ်ခုမေးလျှောက်ခွင့်ပြုပါရှင်ဖေ။တပည့်တော်တို့မဟာတက္ကရေသာသနာတက္ကရေကောဇာတက္ကရေခရစ်တက္ကရေ BC AD တို့ကိုတဲ့တပည့်တို့နားလဲနိုင်တလောက်ရှင်းပြပေးတော်မူပါရှင်ဖေတဲ့နံပါတ်1မဟာတက္ကရေနံပါတ်2သာသနာတက္ကရေနံပါတ်3ကောဇာတက္ကရေနံပါတ်4ခရစ်တက္ကရေနံပါတ်5 BC နံပါတ်6 AD ပါရှင်ဖေတခုချင်းပြောကြည့်တာပေါ့နော်ဦးဇင်းတော့တမိုင်းသိမ့်မကြည့်ဘူးတလားတော့ပြောကြည့်မယ်ပေါ့နော်တမနာတမိုင်းနဲ့တဆိုင်ပါတယ်မဟာတက္ကရိရှင်ဟဲ့လားနော်ဟုတ်ကဲ့ရှင်ဖေမဟာတက္ကရိဆိုတာဦးဇင်းတို့တက္ကရိဆိုတဲ့စကားလုံးကပါဠိမှာတက္ကရာဇာလာတာနော်တက္ကရာဇာကိုတက္ကရိလို့ခေါ်တယ်တက္ကဆိုတဲ့အဓိပ္ပာယ်ကသူကတိုင်းပြည်ကိုအုပ်ချုပ်ခြင်းကစွမ်းနိုင်တယ်လို့အဓိပ္ပာယ်ထွက်တယ်တက္ကဆိုတာစွမ်းနိုင်တာနော်စွမ်းနိုင်တာဘာစွမ်းနိုင်လဲမင်းတိုင်းပြည်ကိုအုပ်ချုပ်နိုင်တော့တဲ့အရေးချင်းဒီမှာရှိတယ်ရာဇာဆိုတာဘယင်ပေါ့နော်အဲ့တော့တက္ကရာဇာဆိုတာတိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့ဘယင်လို့ပြောတာနော်အဲ့တော့တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့ဘယင်တယောက်ကနေပြီးတော့နှစ်တစ်ခုကိုတတ်မှတ်လိုက်တဲ့နှစ်ကိုတက္ကရိလို့ခေါ်တာနော်တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့ဘယင်တယောက်ရဲ့တတ်မှတ်တဲ့နှစ်တစ်ခုအဲ့တော့မဟာတက္ကရိကဘယ်ကစတာလဲလို့မေးရင်နှစ်တွေဆိုတာကတော့ဟိုအစကတည်းကကဘာဦးကလေးကနှစ်တည်းရှိပြီးသားဒါပေမဲ့ဘယင်တွေကသူ့လိုလက်ထက်ရောက်လို့ရှိရင်ဘေဒင်ကိန်းကနေအရာဖြတ်ပလိုက်ကြတယ်ပြပြန်စကြတယ်အစ်အဲ့တော့ဖယားမပွင့်မီအတိုင်းတော့လည်းနှစ်တွေအများကြီးရှိခဲ့တယ်နှစ်ပေါင်းများစွာရှိခဲ့တယ်တက္ကရိတွေကိုဖြတ်ပလိုက်ကြတယ်အဲ့တော့ဒီမဟာတက္ကရိဆိုတဲ့စကားကဘယ်ကပေါ်လာလဲဆိုတော့ဖယားရှင်ရဲ့အဘိုးတော်မယ်နော်အဘိုးဒေဝဒဟမင်းလို့ထင်တယ်နော်အဲ့ဒေဝဒဟမင်းကသူကသူ့လက်ထက်ကိုရောက်တဲ့အခါမှာဘေဒင်ကိန်းကနေအရာဘယင်တွေဆိုတာဘေဒင်အမတန်ယုံတာလေအဲ့တော့ဘေဒင်ရဲ့ကိန်းကနေအရာသူကအရင်နှစ်တွေကိုဖြူရမယ်အရင်တက္ကရိတွေဖြူရမယ်နှစ်ပြန်စရမယ်ဆိုပြီးတော့အဲ့မှာတကူလာဆန်တရက်အနည်းကိုစလိုက်တာတကူလာဆန်တရက်နေ့ကိုပြန်သူ့လက်ထက်မှာအဲ့ဒေဝဒဟမင်းလက်ထက်မှာတကူလာဆန်တရက်နေ့ကစပြီးတော့တစ်နှစ်ပြန်စမယ်ပေါ့နော်တက်ကနေပြန်စမယ်ဆိုပြီးစလိုက်တာအဲ့ဒီတကူလာဆန်တရက်တလင်းကုန်နေ့လို့ခေါ်တယ်အဲ့တရက်နေ့ကနေပြန်စတယ်အဲ့တော့အဲ့ဒါကိုမဟာတက္ကရိလို့ခေါ်လိုက်တာအဲ့တော့မဟာတက္ကရိဆိုတဲ့အသုံးနှုန်းဒီမြတ်စွာဘုရားရှင်လက်ထက်ကဘိုးတော်သူ့ရဲ့မြတ်စွာဘုရားရဲ့အဘိုးလက်ထက်ကစတာနော်အဘိုးလက်ထက်ကစတဲ့နှစ်ကိုမဟာတက္ကရိလို့ခေါ်တယ်တက္ကရိရဲ့အဓိပ္ပာယ်ကတော့တိုင်းပြည်ကိုအုပ်ချုပ်ခြင်းကစွမ်းနိုင်တဲ့ဘယင်ကတတ်မှတ်တဲ့နှစ်လို့အဓိပ္ပာယ်ထွက်တယ်နော်ဒါမဟာတက္ကရိအဓိပ္ပာယ်နောက်တစ်ခုပါလဲတင်ပါဖေနောက်တစ်ခုကသာသနာတက္ကရိပါဖေသာသနာတော်ကြရင်တက္ကရိလို့မသုံးအောင်သာသနာတော်နှစ်လို့သုံးရတယ်အဲ့တော့တက္ကရိဆိုတဲ့အသုံးတော်တချို့ကမသိဘူးအဲ့ဒါကိုသာသနာတက္ကရိဆိုတဲ့စကားလုံးကသူကမဟာတက္ကရိနဲ့ကောဇာတက္ကရိဒီနှစ်ခုမှပဲရှိတယ်ခရစ်ကိုလည်းခရစ်တက္ကရိလို့မသုံးဘူးသာသနာတော်တက္ကရိလို့မသုံးခရစ်နှစ်သာသနာနှစ်အဲ့လိုပဲနှစ်ပဲသုံးရတယ်နော်သာသနာတော်နှစ်လို့ပဲသုံးရတယ်တက္ကရိမသုံးပါဘူးအဲ့တော့သာသနာတော်နှစ်ဆိုတဲ့စကားလုံးကကြတော့ဘယ်ကစလဲဆိုတော့ဘုရားရှင်ပြိဋိနိဗ္ဗာန်ဆန်တဲ့ဟာစတာကစုံလားပြည့်နေရစတာကစုံလားပြည့်ကျော်တရက်နေ့ကိုဒါသာသနာတော်နှစ်တရက်စတာပေါ့နော်အဲကြောင့်သာသနာတော်နှစ်ကတကူးနဲ့မသက်မှတ်ဘူးကစုံနဲ့သက်မှတ်တယ်မြန်မာတက္ကရိပြောင်းသွားပြီမဲ့သာသနာတော်နှစ်ကမပြောင်းသေးဘူးကစုံလားပြည့်ကျော်တရက်နေ့မှာသာသနာနှစ်ကတစ်နှစ်ပြောင်းသွားတာအဲ့တော့ဘယ်ကနေစခဲ့လဲမေးလို့ရှိရင်တော့ဘုရားရှင်ပြိဋိနိဗ္ဗာန်ဆန်တဲ့နေရာစရေတွက်ရမှာဖြစ်ပါတယ်နော်ဘုရားရှင်ကကစုံလားပြည့်နေ့ပြိဋိနိဗ္ဗာန်ဆန်ခဲ့တယ်အဲ့တော့အဲ့ဒီနေ့ကစပြီးတော့တရက်နေ့ကိုသာသနာတော်နှစ်လို့သတ်မှတ်လိုက်ပါတယ်နော်ဟုတ်တင်ပါဖေနောက်တစ်ခုကကောဇာတက္ကရိပါဖေကောဇာဆိုတဲ့စကားလုံးကတော့ဒါမြန်မာနှစ်ကိုပြောတာပါနော်ဒါလည်းပါဠိစကားပါပဲကောရဲ့ဇာရဲ့စကားနှလုံးပေါင်းထားတာလေကောဆိုတာကသူကနေကိုပြောတာဇာဆိုတာကလှက်ပတ်တာအဲ့တော့ကောဆိုတာကနေဇာဆိုတာလှက်ပတ်တာကောဇာဆိုတာနေလှက်ပတ်တဲ့ပုံမူတည်ပြီးတော့သတ်မှတ်ထားတဲ့နှစ်လို့ပြောတာနော်နေလမ်းကြောင်းကိုပြောတာပါကောဇာဆိုတာအဲ့တော့နေလှက်ပတ်တဲ့အချိန်လုံးကိုကြည့်ပြီးတော့ဥမြန်မာမှာဆိုရင်ဒါနေဝင်နေထွက်ကိုကြည့်ပြီးတော့တရက်ဟုတ်တယ်နော်ဒီလိုမျိုးသတ်မှတ်တာလေအဲ့လိုမျိုးကောဇာနေရဲ့လက်ပတ်မှုကိုကြည့်ပြီးတော့တတ်မှတ်တဲ့နှစ်ကိုကောဇာတက္ကရိဒီလိုခေါ်တယ်နော်ကောဇာတက္ကရိအဲ့တော့အဲ့ဒါတော့အခုဒါမြန်မာနှစ်ပေါ့နော်မြန်မာနှစ်ကိုကောဇာတက္ကရိခေါ်တယ်နောက်ခုနကသာသနာတော်နှစ်ကိုတော့ကစုံသားပြောတဲ့ကစတယ်မဟာတက္ကရိကတော့ဘုရားလက်ထက်ကဥစ္စာကိုပြောတာပါနော်တင်ပါဖေနောက်ထပ်3ခုကခရစ်နှစ် BC AD ပါဖေအေးပေါ့ခရစ်တက္ကရိလို့မသုံးဘူးနော်ခရစ်နှစ်ပေါ့ဒါကတော့ခရစ်တော်နော်ပေါ်တဲ့အချိန်ကစပြီးသတ်မှတ်တဲ့ဥစ္စာပဲလေခရစ်တော်ပေါ်တဲ့အချိန်ကစသတ်မှတ်တဲ့ဥစ္စာကိုခရစ်နှစ်လို့ခေါ်တာဒါတော့ယနေ့အင်္ဂလိပ်ပြက်ကတိပေါ့နော်သုံးနေတဲ့ဥစ္စာအဲ့တော့ခုနက BC လို့ဆိုတာကတော့ဒီခရစ်တော်ကိုအလယ်မှာထားပြီးတော့ခရစ်တော်ရဲ့ရှေ့ပိုင်းကိုကြတော့ဦးဇင်းတို့ BC လို့ခေါ်တယ်ခရစ်တော်မပေါ်ခင်ပေါ့နော်ခရစ်တော်မပေါ်မီအပိုင်းကို BC လို့ခေါ်ပြီးတော့ခရစ်တော်ပေါ်ပြီးနောက်ပိုင်းကို AD လို့ခေါ်တယ်ဒါခရစ်တော်ကိုအလယ်မှာထားပြီးတော့ရှေ့နဲ့နောက်ကိုခွဲလိုက်တဲ့သဘောပါတချို့တမိုင်းတွေကိုပြောတဲ့အခါကျရင်သူကခရစ်တော်နဲ့သတ်မှတ်ကြတာကိုခရစ်မပေါ်မီနဲ့ခရစ်ပေါ်ပြီးနောက်ပေါ့အဲ့တော့ခရစ်ပေါ်ပြီးနောက်ဆိုရင်ဒါသူ AD ပေါ့နော်ခရစ်မပေါ်ခင်ဆိုရင် BC ပေါ့ဒီလိုခေါ်ပါလားဟုတ်